မလုံနိုင်တာမရှိဘူးမလုံချင်တာပဲရှိတယ်ဆိုရက်ကိုယ့်ရဲ့တရက်တာကိုဒီနေ့စတင်ကြော်ဖြတ်မယ်ဒီနေ့တော့ခလေးတွေအတွက်အဓိပ္ပာယ်ရှိအောင်တော့အာလူလေးတူဖြစ်တယ်အာလူကတော့နှုတ်သေးတယ်ဒါပေမဲ့စောစောတူလိုက်တာဘာလို့ဆိုရင်ခလေးတွေကိုတိစေချင်လို့ပညာဆိုတာဘယ်ဟာနေနဲ့အလကားမရဘူးစူးစမ်းအားထုတ်မှုလိုတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းသိစေချင်တာပြီးတော့မလုတ်ဖဲနဲ့ဘယ်ရောက်မှအပေါ်အမြင်နဲ့မစုံဖြတ်နဲ့လှုပ်ကြည့်အမားကိုလည်းသင်ခန်းစာယူပြီးတော့မှန်းနေတဲ့အရာကိုလည်းရှိဆက်ပြီးတော့သုံးဆွဲပြီးတော့လိုက်နာပြီးတော့ယူစေခြင်းနဲ့ဘယ်ရောက်မှမလုတ်ဖဲနဲ့အပေါ်ရန်ကြည့်ပြီးတော့မစုံဖြတ်စေခြင်းမူလေခလေးတွေကိုအဲ့လိုအဓိပ္ပာယ်နဲ့လည်းခလေးတွေရှိမှအာလူလေးတူးပြဖြစ်တယ်ဘာလို့ဆိုရင်လင်းလုံးရပြီမဲ့90ဓာတ်လောက်ရတယ်90ဓာတ်လောက်ရပြီမဲ့စောတူးတဲ့အတွက်ကြောင့်မို့ဘလို့အကျိုးခံစားရတာဒီနောက်ကြမှာတူးရင်ဘလို့အကျိုးခံစားရတယ်အဲ့လိုမျိုးပဲဒါပေမဲ့ပျက်စီးသွားတဲ့တန်ဖိုးအမှားကိုဘလို့ယူမယ်တော့ဒီခုလက်ရှိအောင်မြင်မှုကိုတော့ကိုကဘလို့အရှိစအသုံးချမှာတော့ဆိုတော့သူတို့ကိုသိစေချင်တဲ့အတွက်ကြောင့်မို့လို့အာလူလေးတွေနဲ့ပမာဏပြပြီးတော့သူတို့ဘေးမှာထိုင်ခိုင်းပြီးတော့သူခိုင်းပေးတယ်ကိုရဲ့တဏိတာပေါ့တမနတာပေါ့တဏိတာတမို့ပေါ့တမနတာပေါ့သူလည်းအာလူတွေတူရင်းနဲ့မိသားစုလေးတွေကိုလည်းအချိန်ပေးရင်းနဲ့ပေါ့အာလူလေးတွေကိုယူကြည့်ရင်းနဲ့အတိတ်ပဲလေသူတို့ရှိစေချင်တဲ့အတွက်ကြောင့်မို့ခလေးတွေရှိမှလေအာလူလေးတူပြဖြစ်တယ်လေအားလုံးဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါလို့မင်္ဂလာရှိတော်မနက်ခင်းလေးကိုလေအကျိုးရှိရှိပိုင်ဆိုင်နိုင်ကြပါစေ